ตายนี่เลยเว้ยตายนี่มามังงาအဲ့လိုဖြစ်တော့ကွာငါကားပြင်စင်မှာတော့ပြင်လာအောင်မယ်3000ပဲရှိရဆိုတော့တန်ပါတယ်ရွာ3000ကတော့အဲ့လောက်ကြီးလည်းမများဘူးလေတခါလေးငါကားအယောင်မှာပြောင်းသွားလိုက်ပါမယ်ဒီနေ့ဘာမှလည်းလုပ်ချင်မရှိဘူးဆိုတော့လေကားအယောင်မှာတခါလေးပြောင်းသွားလိုက်မယ်ရွှေတစ်ထောင်မျိုးဆိုတော့လေတန်ပါတယ်ဘာအောင်လေးပြရင်ကောင်းမလဲမသိဘူးဒီခင်းအောင်လေးပဲပြောင်းလိုက်တော့ပါမယ်โอเคလာတော့ပြီဆိုတော့ငါသွားမယ်ကဲအိမ်မဲပြန်ကြရတော့မယ်ဟိုပြင်လိုက်တာပီးပီးဘယ်လိုလဲမသိဘူးဖုန်းဆက်တယ်အော်ငါတကယ်ချင်းပါလားဟယ်လိုတကယ်ချင်းတကယ်ချင်းငါအိမ်တက်ရှိလို့လေလာခဲ့ပါလားဟုတ်လားလာခဲ့မယ်လေဒါနဲ့အိမ်ရပါမလဲဟာပါလေချယ်ရီလက်တိုက်90နဲ့မှာအော်လာခဲ့မယ်လေချယ်ရီလက်ဆိုတော့ငါတို့လည်းနီးရပဲလာခဲ့မယ်နီးရဆိုမယ်ငါတို့လည်းနည်းနည်းဝေးတကယ်ချင်းလာခဲ့တော့ငါနေ့အတွက်စားစရာကြီးလုပ်ပေးထားမယ်နော်ကဲသွားလာဦးမယ်ချယ်ရီလက်ဆိုတော့ဒီလမ်းပဲဖြစ်မယ်ကဲသူ့ရဲ့ဒီနေ့အိမ်တက်ဆိုငါတော့မသိဘူးသူငါ့ကိုအခုမှဖိတ်တယ်ကဲသွားကြည့်လိုက်ပါဦးမယ်လေဘယ်ရင်လည်းမသိဘူးတူဒီတိုက်90နဲ့ဆိုရင်ဒါပဲဖြစ်ရမယ်ငါကားပါကင်ထိုးလာအောင်မယ်ငယ်ချင်းငါရောက်ပြီနော်ငယ်ချင်းဝင်လာခဲ့နော်ငါမရှိရဲအလုံးရှုံနေလို့လာပြီသူ့အိမ်ရမိုင်းလိုက်တာအကြီးပဲငါဝင်လာပြီနော်တငယ်ချင်းဝင်လာခဲ့အိမ်ရလဲရွှေနဲ့ပဲပြည့်နေအောင်မိုင်းလိုက်တာတငယ်ချင်းဒီမလဲငါမီးဖို့ခိုင်းနေမနေအတွက်စားစရာလောက်နေလို့တငယ်ချင်းမတွေ့ရအောင်ကြာပြီနော်ဟုတ်တယ်နေနဲ့နော်လှလာရင်နော်မဟုတ်တာနေရလဲကဲမစားလာအောင်စားစရာကြီးကအများကြီးပဲတော့နေလောက်ထားတာဟုတ်တယ်စားလာအောင်နော်ဒါနဲ့လေနေအိမ်ရနော်ရွှေနဲ့ပဲကုတ်ထားရလားဟုတ်တယ်လေအဲ့ဆိုလို့ရှင်ငါလည်းဘိုက်စာနေရနဲ့အတော်ပဲစားလာအောင်မယ်အားရပါရတာဆွဲပြီဘိုက်တင်းသွားပြီတကယ်ချင်းအဲ့ဆိုငါနေအိမ်ကိုငါရှောက်ပတ်ကြည့်လာအောင်မယ်နော်တကယ်ချင်းသွားသူ့အိမ်ရနော်တအိမ်လုံးကိုရွှေနဲ့ကုတ်ထားတာသူတော်ချမ်းသာရင်ပုံပဲဘာလို့ဒီလောက်လဲမသိဒီချိုးကအစာကြည့်အောင်အိမ်သားတွေရောပဲလုံးဝအောင်မိုက်တယ်ငါလည်းသူ့လိုနေလို့ရကောင်းပါပဲဒါနဲ့သူ့အိမ်ခေါမှုတော့ကငါတက်ကြည့်လာအောင်မယ်ဘာလို့ရှိမလဲမသိဘူး Oh my god ကြည့်ရော piano တွေရောပတ်စံဟွာရောကတင်တွေရောပတ်စံနဲ့တော့မှနော်ပတ်စံကိုခိုင်းမဲ့ကတင်လှုပ်ထားကြည့်အောင်အဲယာကိုအနေနဲ့ share ပဲ Oh my god ကြည့်အောင်ရေခဲတက်တာတွေရောစပွဲတွေရောတော်တော်ချမ်းသာတာပဲဒါသူ့အိမ်ခန်းဖြစ်မယ်သူ့အိမ်ခန်းကလည်းဆောင်းအဆာနော်ရွှေနဲ့ကုတ်ထားတာမိုက်လိုက်တာအဲ့ဆိုငါအပြင်ထွက်ကြည့်လိုက်အောင်မယ်အပြင်မှာဆိုရင်ဒီရားတွေအကုန်လုံးရွှေနဲ့ပဲဒါနဲ့သူ့မှာရေကူးကန်လည်းရှိကြည့်အောင်စပိန်တွေဆိုလည်းအများကြီးပဲကားတွေကဆာရွှေနဲ့ကုတ်ထားတာဒါဘာခန်းလေးလည်းမသိဝင်ကြည့်လိုက်အောင်မယ်ဒါဘာခန်းလည်းမသိဘူးသူဘာရှောက်ဖွယ်တာလည်းမသိဘူးဒါပေမဲ့လှပါတယ်သူ့အိမ်လေးကဆစ်ဆရာလေးပါငါဒီအပေါ်တက်ကြည့်လိုက်အောင်မယ်ဘာရှိလဲမသိဘူးနော်အပင်တွေကဆာရွှေနဲ့ကုတ်ထားတာပဲအများကြီးပဲစားစရာတွေကြည့်အောင်ဘယ်သူတွေလဲတော့မသိဘူးဒါဘာကြီးလည်းမသိဘူးမှတ်တင်ငုံနေလားပါလားမဝရနာလေးလည်းရှိသေးရပဲမိုက်တယ်လေကောင်းလေတန်းရမယ်ပုံပဲငါအဲ့ဆိုအောက်ဆင်းပြီးတော့နောက်တစ်ခုထပ်ကြည့်မယ်သူ့အိမ်ကနော်ပန်းမီနေလုံးဝလာတာဘာရုံကတင်ဘာလို့ဘူးလဲမသိငါစိတ်ညက်ဒီမှာလည်းလေကားတစ်ခုပါလားတော့ကြည့်အောင်မယ်အောက်မှာလည်းရေကူးကန်ရနော်ရွှေနဲ့ကုတ်ထားတာတအားမိုက်တယ်ရွှေရေကူးကန်ကွာဒီမှာလည်းဖီယန်နိုတွေနဲ့ဇပွဲပေါ်မှာလည်းစားကြရနေအပေါ်မှာလေကားတစ်ခုပါလားငါတော့ကြည့်လာအောင်မယ်ခုံပြီးတော့ပဲတောက်လိုက်တော့မယ်မိုက်လိုက်တာ Oh my god ကြည့်အောင်ဟိုမှာလည်းရေပန်းနေနဲ့သူ့အိမ်တော်လာတာပဲ Wow မိုက်လိုက်တာငါလည်းသူ့လိုတစ်နေ့နေတာစူးစမ်းမယ်ကဲဗီဒီယိုလေးကတော့ဒီနေ့ဒီလောက်ပါပဲရှင်အားလုံးကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအားလုံးကိုတင်ပါတယ်နော်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်